morning ဒီနေ့နာမည်ကြီး brand တစ်ခုနဲ့ထိတ်တိုက်တွေ့ပြီးမျက်ရည်နဲ့မျက်ခွက်ဖြစ်လိမ့်မယ်လို့တော့ပဲထင်ထားပါမယ်။ brand 1948ခုနှစ်ကနေဆွီဒင်နိုင်ငံကစထုတ်တဲ့ brand မှာမိန်းမဝတ်ယောက်ျားဝတ်အကုန်လုံးထုတ်ပါတယ် accessory လေးတွေလည်းရှိပါတယ်။ quality လည်းကောင်းပြီးတော့ဈေးကလည်းရန်2000လောက်ကနေစရတာမို့လို့တော်တော်မိုက်တယ်လို့ပြောတယ်။ဒါပေမဲ့ဒီနေ့ကတော့သူ့ကြောင့်မို့လို့တော်တော်ကိုနာကျင်ခံစားခဲ့ရပါတယ်။အမတိုင်ငယ်ကောင်းကြီးလေးတစ်ခုတော့ရှိပါတယ်။ဂျပန်ရောက်လာကြတဲ့ဘန်စာအုပ်ပဲရှိပြီးတော့ဘန်ကရောက်မလာလို့အမှတော်တော်လေးတိုင်ပတ်သွားရနော်။ရက်ွက်ရုံတွေပါသွားပြီးတော့ခဏပြန်လောက်ရတာဒီနေ့တော့ရောက်လာမယ်ဆိုလို့စောင်းနည်းစားနည်းလောက်ပါတယ်။12နာရီနဲ့2နာရီကြားထဲရောက်မယ်ပြောပြီးတော့12နာရီစောပိုင်းမှာရောက်လာပါ။အဲ့တော့ချစ်တော်မြစ်ကျော်လေးနဲ့ထုံးစံအတိုင်းဖုန်းတွေပါဆက်ပြီးတော့ချစ်ဦးတက်ရသွားပါတယ်ပထမဆုံးကတော့ ONO ဈေးကိုရင်ဆုံးဝင်တယ်။ ONO မှာနည်းနည်းပါးဈေးသက်သာတယ်လို့ပြောကြပဲ။ဒါပေမဲ့ဈေးသက်သာတာဈေးသက်သာရဲ့မဲ့ဈေးကြီးတာတွေကတော့ဈေးကြီးနေသေးပါပဲ။အဲ့ဒါတွေအကုန်လုံးဈေးကြီးပါတယ်မြင်နေတဲ့ဟာ။ဝါသနာရတော့ဟိုကိုင်းကြီးဒီကိုင်းကြီးလောက်ခဲ့ပါတယ်။မလောက်ရလို့ရှင်ကိုစိတ်ကအဆင်မပြေတာမို့လို့အကုန်လုံးရှောက်ကိုင်းကြည့်ပါတယ်။သူသွားတဲ့ချစ်တော်မြစ်ကျော်လေးနာမည်ကသူ့ရဲ့အိမ်ကသူ့ကိုတောက်လို့ခေါ်ပြီးတော့ကိုယ့်အိမ်ကကိုယ်တုတ်လို့ခေါ်ပါတယ်။သူနဲ့ကိုယ်နဲ့ကလေကန်တူကျိုးပေးပဲဘာလို့အကုန်လုံးတူတာများတယ်။ဒီလည်းစားကျင်တာလည်းတူတယ်တော့တူသွားတယ်တူစားတယ်။စားဖို့နဲ့သွားဖို့မှညှိစရာမလိုပဲမဲ့ကျန်တဲ့ကိစ္စတွေမှာတော်တော်များများညှိရတာရှိပါတယ်။တစ်ခါလေးဆိုရင်တစ်နေ့ကို12ခေါက်လောက်ရန်ဖြစ်လာတယ်။ကျွန်မစိုးချင်တိုင်းစိုးလို့ရတဲ့နေရာတစ်ခုရှိပါတယ်။ဒါကိုရှိတဲ့နေရာတော့မဟုတ်ပါဘူး။အဲ့နေရာကိုတကယ်ချင်းကသွားချင်တယ်ဆိုလို့တူသွားပါတယ်။အမှ test free ရတာဆိုတော့လေနှကန်းတွေရေမွှေးတွေ make up ပေါင်းတာအကုန်ပါ brand ဖြစ်သုံးကြည့်လို့ရတယ်။အဲ့တော့လေစိုးစရာကိုမရှိတော့အဲ့ဟိုပဲအမြဲတမ်းတော့စိုးနေကြဒီနေ့လဲစိုးပြောင်စိုးခဲ့ပါတယ်။လှလာတော့မသိဘူးတကယ်ချင်းကတော့မြှောက်ပေးရလှတယ်တဲ့သူလှရင်ပြီးတော့သူနဲ့ကိုယ်နဲ့2ယောက်ပဲရှိရဆိုတော့လေအဲ့မှာမကြားပါဘူးမြင်တာနဲ့မျက်ရည်တွေတန်းကြလာပါတယ်အဲ့မြင်တာနဲ့မျက်ရည်တန်းကြတာဘာလို့လဲဆိုတော့ရီဆောင်2ယောက်ရဲ့နာမည်ကိုရိုင်းနေမြင်လိုက်ရလို့မဟုတ်ပါဘူးအမှရှိရမှန်တကားကြီးကိုဒုံးဆိုပြီးဝင်တိုက်ပလိုက်အမှန်ကန်ကိုတဲ့ဘိုင်းတွေကတော့မပါဘူးပေါ့နော်အဲ့မှာရိုက်ကွင်းမှာပြတ်သွားလို့အဲ့နှာခေါင်းကလေ3ရက်လောက်ထိညိုမဲဆွဲနေရပါဒါပေမဲ့အဲ့ချိန်မှာတကယ်ချင်းလေးကတော့ပျော်ရွှင်မြူးရူးနေပါတယ်သူမဖြစ်ဘူးဆိုတော့ကျမကိုခဏလောက်ပေးချော်ပြီးတော့သူကြည့်နေတာတွေရောစိတ်ရကြည့်နေပါနာယိုနာနေပေမဲ့ဝါသနာရဟိုရိုက်တီရိုက်လျှောက်လို့ချစ်တော်မြစ်ကျော်လေးကသူဝစ်ချင်တယ်ဆိုပြီးအင်ကြီးတစ်ထည်ပြလာပါတယ်ဘယ်တော့တော့ဝစ်ချင်နေလဲဆိုမျက်နှာသာကြည့်ပါတော့သူဘာလို့မြင်ရမ်းဝစ်ချင်သွားလဲသိချင်လို့အနာကတ်တော့ကြည့်လိုက်ပါတယ်ဟဲ့တော့တကယ်မိုင်းမဲ့ပုံလေးပါဟာရာကျုခုမှရှိတဲ့ H&M နဲ့အပေါ်ဆုံးတက်ကလုံးဝကိုလှနေရောကိုနာကျင်တာတွေပါမေ့သွားတဲ့ဒီကိုတကယ်ကြီးလှနေရပါအဲ့တော့ရိုက်ကွင်းလေးပြန်လုပ်ပြီးတော့တကယ်ချင်းကိုလည်းကိုရိုက်ခိုင်းဒီရိုက်ခိုင်းရှောက်လို့ပါအမှဆင်လေးတက်ရောက်လာတာမို့လို့ချစ်တော်မြစ်ကျော်လေးကသူရိုက်ရှင်တဲ့ဓာတ်ပုံကိုမရိုက်သေးရပါဘူးဒါပေမဲ့လေသူကသူ့ဘဝမှာကိုရှိရင်ရပြီလို့ပြောဦးတာမို့လို့ကိုရှိနေရတဲ့သူ့အတွက်ပျော်ရွှင်နေမယ်လို့ထင်ပါတယ်လေလက်ပတ်တော်လို့ကတော့ပြန်မလို့လုပ်တဲ့ချိန်မှာတကားနာမှာအတန်နဲ့တူကျမရဲ့ချစ်တော်မြစ်ကျော်လေးနဲ့ရေးချနေပါလေအဲ့ရှာမန်နဲ့ငါတို့နဲ့ကျိုးပေးရတော့အိမ်နောက်ကမှန်တကားကြီးဝင်ကျုံပလိုက်တာပါကိုလည်းရှိပဲရှိနိုင်တော့တယ်။မျက်မှန်ကျိုးမလို့ဖြစ်သွားပြီးတော့မျက်ခုံးလည်းတော်တော်ရောင်သွားပါတယ်။ဟိုတီလီချီဖိုးလေးနှစ်ယောက်ကနာမည်ကြီး brand ကိုသွားပြီးထိတ်တိုက်တွေ့ပြီးမျက်ရည်နဲ့မျက်ကွက်ဖြစ်ခဲ့ရလိမ့်မယ်လို့ပဲထင်မှမလဲပေါ့နော်။မနက်ပိုင်းမှာထန်လူးစိန်နေပေမဲ့အိမ်ပြန်လမ်းမှာတော့နှာနွေရောအထိမခံနိုင်တော့ပါဘူး။ဘာနေ H&M ကိုတော့တကယ် recommend ပေးပါတယ်။ဈေးလက်သက်သာ quality လည်းကောင်းပြီးတော့ဝယ်ရတာလည်းအဆင်ပြေ။ဒါပေမဲ့ဟာရာချုခုမှရှိတဲ့ H&M ကိုသွားလို့ရှင်တော့မှန်တကားအကြီးရဲ့လက်ကောင်တက်မှာမတက်ရက်ပြီးတကားပွင့်မပွင့်ကိုတေချာဆန်းစစ်ပြီးမှဝင်ကြပါဘိုင်ဘိုင်